ဒိုဂျာကလဲကျနေတဲ့လူမိုက်ရဲ့ state တက်ကိုကြည့်လိုက်တဲ့အခါထမင်းစားရည်တောက်ရိုးလူမိုက်တယောက်အတွက် level တွေကအတော်လေးမြင့်မားနေတာကိုတွေ့လိုက်ရတော့ထင်သားတဲ့အတိုင်းပဲရိုးလူမိုက်တယောက်အတွက် state တွေကတော်တော်လေးမြင့်နေတယ်သူတို့တွေတကယ်ပဲဒါတွေကိုလုပ်ခဲ့တာပါဒီ state တွေရှိနေငါ့ကိုရှင်နိုင်မယ်လို့ထင်နေကြတာပေါ့ဆိုပြီးဒိုဂျာကအေးဆက်လာတဲ့မျက်ဝန်းနဲ့လူကြီးစီကိုစိုက်ကြည့်လိုက်ပြီးအခုဖြစ်နေတဲ့ကိစ္စတွေကငါနဲ့လုံးဝမဆိုင်ဘူးဆိုတာမင်းတို့အတိဆုံးပါမင်းတို့ဘာဖြစ်နေရလဲဆိုတာအတိအကျသိတယ်မင်းတို့အသက်တွေအနေရရှိနေတယ်ဆိုတာလည်းသိတယ်ဒါပေမဲ့မင်းတို့ကသူတို့ကိုကြောက်နေလို့ဒီလိုလုပ်နေတာသူတို့ကမင်းတို့ထက်ပိုတက်မှတယ်မင်းတို့ထက်အကွိုင်တွေလည်းပိုများတယ် state တွေပိုမြင့်နေလို့မင်းတို့သူတို့ကိုကြောက်နေတာလားလို့ထောက်ပြလိုက်တော့အင်ဟိုကကြည့်ပါအောင်ဒိုဂျာရမင်းဘာတွေလာပြောနေရလဲဆိုပြီးစကားလမ်းကြောင်းလွှဲဖို့ကြိုးစားပေမဲ့ဒိုဂျာကတော့ဒါဆိုသူတို့ကဘာလို့မင်းတို့တွေထက်အကွိုင်တွေပိုများပြီး state တွေပိုမြင့်နေရလဲသူတို့ကလူမိုက်တွေမို့လို့ပိုတန်မှနေရလားမဟုတ်ဘူးဆိုတဲ့ဒိုဂျာရဲ့စကားကြောင့်တန်တရားတွေဝင်လာကလူထဲကတယောက်ကတွေးကြည့်မှပဲမင်းတို့ကွိုင်တွေအဲ့ဒီတော့အများကြီးဘလို့လို့ရလာတာလဲဆိုပြီးမေးလိုက်တဲ့အခါအင်ဟိုကမင်းတို့လည်းအတိတဲ့အတိုင်းပဲငါလည်းပစ္စည်းတွေအများကြီးရောင်းခဲ့ရလို့ဆိုပြီးစင်ဂျူတွေပေးလိုက်တော့ဒိုဂျာကတစ်ချက်ပြောလိုက်ရင်ငါလွန်ခဲ့တဲ့ရက်ပိုင်းကဒီဂွန်ဟိုပူတာကိုရောက်တုန်းကလူ89ယောက်ရှိခဲ့တာဒါပေမဲ့အခုတော့ဒီမှာအများဆုံးရှိလာလူ90ပဲကျန်တော့တယ်လို့ပြောလိုက်တဲ့အခါလူတွေထဲကတယောက်ကဒါပေမဲ့အဲ့ဒါကကင်းလဲနေတော့ monster တွေကတက်လို့တေကုန်ရတာလေးလို့ပြန်ပြောတော့ဒိုဂျာက monster တွေဟုတ်လားမင်းတို့အဲ့ဒီစကားကိုအခုထိယုံနေကြတော့မဲလားအုံနောက်မရှိတဲ့အယူတွေမင်းတို့ဘက်သာနည်းနည်းတော့တွေးကြည့်ကြစမ်းပါဒါဆိုရင်ချောတူခိုင်းကကောင်တွေဘာဖြစ်လို့တယောက်မှမတည်ခဲ့ကြရလဲပြီးတော့သူတို့ကင်းလဲရကပြန်လာတိုင်းဘာလို့ပို့ပြီးတန်မာလာရတာလဲဆိုပြီးမေးလိုက်တာကြောင့်လှုပ်ဝက်ကြံစီသူကတော့တဘောသူလက်ခံသွားခဲ့ပါဆက်ပြီးဒိုဂျာကခုနကသူတို့ဘာပြောလဲကြားတယ်မလားငါ့ကိုတက်ရင်ကြွိုင်နေရမယ်ဆိုပြီးဒါဆိုလူတယောက်ကိုတက်ရင်ကြွိုင်နေရတယ်ဆိုတာသူတို့ဘလို့သိနေတာလဲလို့မေးလိုက်တာကြောင့်ကျေတာရစိုးဝုံခေါင်ကစိတ်လှုပ်ရှားပြီးသူ့ရဲ့အမွေးတွေကိုဆွဲနှုတ်နေပါတယ်ဆိုတဲ့စာသားတွေပါတက်လာခဲ့ပါတယ်ချောတူခိုင်းတာကလူတက်ရင်ကြွိုင်နေရမယ်လို့ဘသူကထင်ပါလဲဆိုပြီးအစားအစာတွေရှာတဲ့အဖွဲထဲမှာပါဝင်လာတဲ့သူတွေကိုတက်ဖြတ်ပြီးဒီတစ်ခေါက်တော့ကြွိုင်တဲ့ဘယ် state တွေကိုမြင့်ရမလဲဟေ့ကောင်နောက်တစ်ယောက်ဆိုရင်ငါအလဲနော်ဆိုပြီးတော်တော်လေးပျော်ရွှင်နေကြတာအမှန်တရားတွေပေါ်ထွက်လာတဲ့အခါလူတဲကလူတယောက်ကအင်ဟိုဒါတွေကတကယ်ပဲလားဆိုပြီးမေးလိုက်တော့အင်ဟိုကဗဇက်ပိတ်ထားတဲ့ဒါတွေအကုန်လိန်ညာနေတာဆိုပြီးအော်ဟစ်လိုက်ပါတယ်ဒါပေမဲ့ဒူကပီကဟာ9မိနစ်ပဲကြံတော့တယ်နော်ဆိုပြီးစခရင်ကြီးကနေပေါ်လာကြောင့်လူတွေအားလုံးပုံမှုထိတ်လန့်သွားခဲ့ကြရပါတယ်အမှန်တရားကိုသိထားတဲ့လူအုပ်ကြီးကခြုံအိုကိုကြည့်ပြီးအင်ဟိုမင်းဘလို့လို့ဒီလိုတောင်လုပ်ရတာလဲဆိုပြီးဒေါသတွေနဲ့မေကွန်းထုတ်လိုက်ကြတဲ့အခါဒိုဂျာကမင်းတို့မှာတိတ်ခါရှိကြသေးတယ်ဆိုရင်မင်းတို့ဘာသာမင်းတို့တိုက်ခတ်ကြစမ်းဆိုပြီးဒေါသတကြီးအော်ဟစ်ကမင်းတို့စီကလူယူသွားခဲ့တာတွေကိုမင်းတို့လက်နဲ့ကိုယ်တိုင်ပြန်ယူကြစမ်းဆိုပြီးပြောလိုက်တာကြောင့်ဂျေတာယာတွေကခြုံအိုကိုရုံးမာသူအဖြစ်တတ်မှတ်လိုက်ကြပါတော့အဲ့ဒီအချိန်မှာဒိုဂျာကဓာတ်ကိုတင်းဆုပ်ရင်အရှိကိုခြေတလန်းတက်ရင်ဒါဟာဒီကဘာကြီးရဲ့တဘာဝတရားပဲလို့ပြောလိုက်တဲ့လူကြီးကလည်းနာကျင်မှုမျက်ရည်နဲ့အတူခေါင်းညင်ရင်ဟုတ်တယ်ဆိုပြီးတဘောပေါက်လာပါတော့တယ်သူပြောတာမှန်တယ်လူရုံးမာတွေဆိုပြီးဒေါသထွက်နေတဲ့လူကြီးကခိုင်းဝင်တွေကိုစတင်တိုက်ခိုက်ပါတော့ရိုက်ပွဲကြီးကတော်တော်လေးပြင်းထန်လာပြီမင်းတို့ကငါတို့ကိုဘာမှတ်နေတာလဲဆိုပြီးအော်ဒန်နဲ့အတူမိခင်ဖြစ်သူကလည်းဒါရောင်ဒါလေးကိုကြိုက်တာငါပြောသူလို့ဟုတ်လားဆိုပြီးခလေးကိုပါတူတချောင်းပေးပြီးတော့တိုက်ခိုက်ခိုင်းနေခဲ့ပါတယ်ဂုံဟိုပူလာတစ်ခုလုံးရုံးရင်းဆန်ငတ်ဖြစ်ပြီးတိုက်ပွဲတွေလည်းပြင်းထန်နေတယ်လို့စံအန်နဲ့ဂီယောင်းတို့ပါတိုက်ပွဲတွေဝင်ရောက်လာကြပါတော့တယ်တေးလိုက်တော့ဆိုပြီးပြေးဝင်လာတဲ့ချိုးတူခိုင်းသားတွေကိုဒိုဂျာကတော့သူ့ရဲ့ဓာတ်နဲ့အလင်းအမြင်ပိုင်းခြားပြလိုက်ပါတယ်နာကျင်စွာအော်ဟစ်တန်နေတဲ့တူဒိုဂျာရဲ့မျက်နှာပေါ်မှာတွေးဆက်တည်ဆွန်းထင်းသွားပြီးအေးဆက်လာတဲ့မျက်ဝန်းတွေနဲ့တိုက်ပွဲကိုဆက်လက်ရင်ဆိုင်လိုက်ပါတော့တယ်အကြောက်လက်တကြအကူကြီးတောင်းနေတဲ့ချိုးတူခိုင်းသားတွေကိုဒိုဂျာကတော့ဘာခံစားချက်မှမရှိပဲအေးဆက်စာကြည့်နေပြီးချိုးတူခိုင်းသားတယောက်ကတခုခုပြောဖို့ပြင်နေတော့မှပဲပါဇက်ထဲကိုဓာတ်ကရုတ်တရက်ထိုးဆိုင်သွားခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ဒိုဂျာတောင်တော်တော်လေးအံ့ဩသွားခဲ့ပြီးမင်းကငါကိုယ်နဲ့အပြည့်ရှိမယ်လို့ပြောခဲ့တယ်မဟုတ်ဘူးလားဆိုတဲ့စကားတခုဟီဝွန်းစီကထွက်လာခဲ့ပါအဲ့ဒီအခါမှာပဲဟီဝွန်းရဲ့အမဲလိုက်အစွမ်းအသုံးပြုဖို့လိုအပ်တဲ့အချက်လက်တွေပြည့်စုံသွားပါပြီဆိုတဲ့စနစ်ရဲ့အတိပေးစာတွေတက်လာခဲ့ပြီးဟီဝွန်းရဲ့မီးတောက်လိုရဲနေနေတဲ့စွမ်းရည်အရှိန်အဝါတွေပေါက်ကွဲထွက်လာပါတော့တယ်သူမရဲ့စိတ်ဝိညာဉ်အမောင်လူထဲမှာပုံးကွယ်နေတဲ့စွမ်းအားတဲ့အပုပ်ရိပ်ရောင်အဖြစ်စတင်နိုးထလာခဲ့ပါတယ်တောက်ပနေတဲ့မြုံဝန်းတစ်စုံကပွင့်လာခဲ့ပြီးမကောင်းမှုကိုဆင်ရင်သူစွမ်းအားကြီးနိုးထလာခဲ့ပြီးဟီဝွန်းရဲ့အနောက်မှာတရားစီရင်မဲ့ဓာကြီးကလည်းပေါ်ထွက်လာခဲ့ပါတယ်စီရင်ပိုင်ခွင့်အပြည့်ရသွားခဲ့တဲ့ဟီဝန်းရဲ့မြုပ်ဝန်းတွေကတရားမျှတမှုနဲ့ဒေါသအပြည့်တောက်လောင်လို့နေပါတယ်ဒိုဂျာကမကောင်းမှုတွေကိုစီရင်သူဒါကတရားသူကြီး၃ပါးတဲ့ကအတန်ပေါဆုံးစွန့်ရည်ပဲဆိုပြီးအံ့ဩတင့်နေချိန်မှာပဲဟီဝန်းကခဏတော့နောက်ဆုတ်ပေးတာဒိုဂျာလို့ပြောလိုက်ပြီးစနစ်ကလည်းဒိုဂျာကိုမင်းရဲ့အမဲလိုက်စွန့်ရည်အသုံးပြုနိုင်ဖို့အတွက်ကူညီပံ့ပိုးပေးခဲ့ပါတယ်လို့အတိပေးလိုက်ပါဒီကောင်တွေကငါအပိုင်ပဲလို့ပြောရင်ဟီဝန်းကအေးဆက်ဆက်ပြောလိုက်တာကြောင့်စနေကဟီဝွန်းဟာမင်းအတွက်တိုက်ခိုက်ပေးဖို့ဘာမှမတွန့်ဆုတ်တော့ပါဘူးလို့အတည်ပြုပေးလိုက်ပါတယ်ထို့နောက်ဂျောင်ဟီဝွန်းကအသက်ကိုဝအောင်ရှူပြီးမျက်လုံးကိုအတာမိတ်လိုက်ပြီးခန္ဓာကိုယ်တစ်ခုလုံးကနေအနီရောင်စွမ်းအရှိန်အဝါတွေစတင်ထွက်ပေါ်လာခဲ့ပါတယ်အဲဒီချိန်မှာပဲစနစ်ကဟီဝွန်းကသူမရဲ့ကိုယ်ပိုင်စွမ်းရည်ဖြစ်တဲ့တရားစီရင်ခြင်းအချိန်ကိုစတင်အသုံးပြုလိုက်ပါပြီဆိုတာနဲ့အတူသူမရဲ့အနောက်ပါအနီရောင်ချိန်ဝင်ကြီးပေါ်ထွက်လာခဲ့ပါတယ်ဒါတင်မကသေးပဲစနစ်ကစင်ကြယ်သောအမှန်တရားဘတ်တော်သားကျေတာယာနတ်ဖျားတွေကပါဒီစွမ်းရည်အသုံးပြုတာကိုခွင့်ပြုပေးလိုက်ပါတယ်ဆိုတာကြောင့်တရားစီရင်ခြင်းအချိန်စတင်ပါပြီဆိုတဲ့
တဲ့စနစ်တန်ကြီးနဲ့အတူရန်သူတွေပတ်ပတ်လည်မှာတရားမျှတမှုနဲ့စီရင်ချက်ချိန်ဝင်ကြီးအပြည့်အဝအသက်ဝင်လှုပ်ရှားလာခဲ့ပါတော့တယ်အင်ချွန်းလည်းတော်တော်လေးကိုရုန်းကန်နေရပြီးဘာလို့သူတို့တွေကငါတို့ထက်အသာစီးရနေတာလဲတခြားသူတွေရောဘယ်ရောက်ကုန်ပြီလဲဆိုပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အချိန်မှာအင်ချိုတယောက်လုံးဝကိုထိတ်လန့်သွားရပါတယ်ဘာလို့လဲဆိုတော့ဟီဝွန်းရဲ့တကူလုံးကနေငရဲလိုအနီရောင်အရှိန်ဝါတွေအရှိန်အဟုန်နဲ့ထွက်ပေါ်နေပြီးစီရင်ချက်ချက်မဲ့ဓာချက်တွေဟာအနီရောင်အလင်းတန်းတွေအဖြစ်လေထဲမှာဖြတ်သွားပြီးချောတူခိုင်းကသူတွေကိုတစားစီပိုင်းဖြတ်နေပါတယ်ထို့နောက်ချောတူခိုင်းကတယောက်ကတန်ပိုက်နဲ့ရိုက်လိုက်တာကိုဟီဝွန်းကသူ့လက်ပလာနဲ့အမြန်ကာလိုက်ကဟိုကောင်းရဲ့ရင်မိုက်ကိုဓာတ်နဲ့တဆုံထိုးထည့်လိုက်ကအဆုံးတက်ပေးလိုက်ပါတယ်တန်တဲ့ခြေလန်းချက်တစ်ချက်လှမ်းကအနီရောင်အစွမ်းအားတွေနဲ့အတူနောက်ထပ်တစ်ယောက်ကိုအလင်းမြန်ပဲပိုင်းဖြတ်ပြစ်လိုက်ပါလို့ငရဲကလာတဲ့တရားသူကြီးလို့ရရဆက်ဆက်ခြေမုံနေတဲ့ဟီဝွန်းရဲ့စွမ်းအားကိုကြည့်ပြီးဒူဂျာရောအနောက်ကအဖွဲ့သွားတွေပါမှင်တက်အောင်သွားကြရပါဘေးမှာရှိနေတဲ့ဒဏ်ရာရသူတွေနဲ့လဲကျနေတဲ့သူတွေဆိုရင်ဒီတိုက်ပွဲရဲ့တွေးပြက်စရာကောင်းတဲ့တိုက်ခိုက်မှုကိုကြည့်ပြီးကြောက်လန့်နေကြတယ်လို့ဘာမှမတတ်နိုင်ပဲကြည့်နေရတဲ့အမျိုးသမီးနဲ့တခြားသူတွေလည်းဂျောင်ဟီဝင်းရဲ့အကျဉ်းနာမဲ့လာတဲ့တရားစီရင်မှုကိုကြောက်ရွံ့စွာကြည့်နေရပါတော့။ဆုံးမှာတော့သူ့ရဲ့နေကြားထဲမှာလဲကျနေတဲ့အင်ချုံရဲ့မျက်နှာကိုဟီဝန်းကသူမရဲ့ဓာတ်နဲ့ချိန်ရွယ်လိုက်ရင်စီရင်ချက်ချဖို့ပြင်ဆင်လိုက်ပါတော့တယ်။ဟီဝန်းကအနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲသူနဲ့အဖွဲ့ဝင်တွေသူ့ရဲ့အိမ်ထဲမှာတိတ်ဆုံးနေတာကိုတွေ့လိုက်ရပြီးဟီဝန်းကဒူဂျာကိုလှမ်းကြည့်လိုက်တော့ဒူဂျာကလည်းအချက်ပြခေါင်းတစ်ချက်ညှိပြလိုက်ပါတယ်။အခြေအနေကိုရုံးမိသွားတဲ့အင်ဟိုကနောက်ကိုလှည့်ကြည့်ပြီးမဲပြုံးကြီးပြုံးကဟဲမင်းဘလို့လုပ်ပြီးလို့ပြောနေတဲ့အချိန်မှာပဲဟီဝန်းကသူ့ရဲ့ဓာတ်နဲ့အင်ဟိုရဲ့ခေါင်းကိုထပ်ချမ်းခွဲပစ်လိုက်ကပြင်းထန်လာတဲ့ခုတ်ချက်ကြောင့်မြေပေါ်ကိုလဲကျတိတ်ဆုံးသွားခဲ့ရပါတယ်။ပူရာတစ်ခုလုံးမှာအလောင်းတွေပြန်ကျဲသွားခဲ့ရပြီးစနစ်ကနေချန်နယ်ကျေတာယာများဒီတာယာကြည်နူးမှုခံစားနေရပါသည်ဆိုပြီးတက်လာခဲ့ပါတယ်။လွန်ခဲ့တဲ့စက္ကန့်ပိုင်းလောက်ကမှအစားတောက်တွေဝင်းများစားတောက်ပြီးစားနောက်နေခဲ့ကြတာဆိုတာကိုမယုံနိုင်စရာပါပဲထို့စဉ်စနစ်အတတိပေးချက်ထွက်ပေါ်လာခဲ့ပြီးအသက်ရှင်တန်ခါပေးဆောင်ရမယ့်အချိန်ရောက်ရှိပါပြီဆိုတဲ့အတန်နဲ့တူလူတွေတယောက်ပြီးတယောက်တီဆုံးတွေကဟျောင်ဆောင်ကအန်ကျိတ်ထားပြီးဂီယောင်ကမနှင်းမျိုးစရာမြင်ကွင်းကြောင့်နှလုံးတွေကိုမှိတ်ထားရပါတယ်အားလုံးပြီးဆုံးသွားတဲ့အခါဟီဝွန်းတယောက်သူ့ရင်ထဲမှာဒူးထောက်ကျသွားကနေတက်နေခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာပဲဒိုဂျာကဟီဝွန်းစီကိုလက်ကန်ပေးလိုက်ရင်ထပါဆိုပြီးပြောလိုက်ပါတယ်ဂျောင်ဟီဝွန်းရဲ့မျက်လုံးတွေထဲမှာတော့တုံလုံးမှုတွေပြည့်နေတဲ့အချိန်မှာပဲဒိုဂျာကသူမကိုစိုက်ကြည့်ပြီးဇလန်ကအခုမှအစပဲရှိပါသေးတယ်ဆိုပြီးအခြေအနေကိုတတိပေးလိုက်ပါတယ်ဟီဝွန်းကခဏတာတုံဆိုင်သွားခဲ့ပေမဲ့ဒိုဂျာကမ်းပေးလိုက်တဲ့လက်ကိုအာကူတကြီးနဲ့မြဲမြံစွာပြန်လဲဆုပ်ကင်လိုက်ပါတယ်ဒိုဂျာကဟီဝွန်းကိုဆွဲထုတ်ပေးလိုက်တဲ့အချိန်မှာပဲအားလုံးရဲ့အရှိမအသက်ရှင်ကနေ့စဉ်ည7 နာရီတိုင်းကွိုင်တရာနှုတ်ယူသွားမည်ဖြစ်သည်အသက်ရှင်ကပေးဆောင်ရင်ကွိုင်အလုံးလောက်မရှိပါကတိတ်ဆုံးမည်ဖြစ်ပြီးဒုတိယပင်မဇလန်ကိုမအောင်မချင်းအသက်ရှင်ကကိုကောက်ခံသွားမည်ဖြစ်သည်ဆိုပြီးတတိပေးလိုက်ပါတယ်ထို့နောက်ဘူရာနိုင်ရန်ကနေဆိုင်းမှုကြီးတွေအောက်မှာအဓိကစာသားဖတ်ပေါ်လာခဲ့ပါတယ်တင်ဒီဒုတိယဇလန်ဧရိယာတို့ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီးဇလန်စတင်ပြီးနေရာကိုရှာဖွေပြီးတိုက်ရောက်ပါဆိုပြီးပေါ်လာခဲ့ပါတယ်တိုက်ပွဲပြီးဆုံးသွားပြီးအရာအားလုံးလည်းပြည့်စည်နေခဲ့ပါပြီဒီဝန်ကနင်တို့ငါတို့နဲ့တကယ်ပဲမလိုက်ဘူးလားဆိုပြီးအသက်ရှင်ကျန်ရင်သူတွေကိုမေးလိုက်တော့သူတို့ကငါတို့တွေဒီမှာလမ်းခွဲကြတာပေါ့ငါတို့မှလည်းကွိုင်အနေငယ်ကြံသေးရဲ့ဆိုပြီးပြန်ပြောလိုက်ပါတယ်မင်းညာကအဖြစ်ဖြစ်တွေအပြီးမှာတော့အသက်ရှင်ကျန်ရည်သူအများစုဟာကွန်ဟိုဘူတာကနေခတ်ခွာသွားကြပါအဓိကအဖွဲကိုဖယ်လိုက်ရင်ကျန်တာ9 ယောက်လောက်ပဲကျန်ပါတော့တယ်မင်းညာကအချိန်နေနဲ့တော့အသက်ရှင်နေခဲ့တာဆိုတော့သူတို့အစဉ်ပြေနေမှာတေးကြတယ်ဂျောင်ဟီဝုန်းကဒါဆိုငါတို့သွားတော့မယ်လို့ပြောလိုက်ပြီးသူမကဒိုဂျာတို့နဲ့လိုက်ခဲလို့ရမလားတော့မမေးခဲ့ပါဘူးဒါပေမဲ့အခုဆိုရင်မကောင်းမှုရဲ့တရားသူကြီးဖြစ်တဲ့ဟီဝုန်းကဒိုဂျာတို့ရဲ့အဖွဲ့ဝင်တွေဖြစ်လာခဲ့ပါပြီးတော့ဟန်မြောင်အိုကတော့ဘာချီရမှမကျန်ခဲ့ပဲပျောက်ကွယ်သွားခဲ့ပါတယ်ကွန်ဟိုဘူတာကနေနောက်ခီးတွေတစ်ခုစီခောက်ခွာရမယ့်အချိန်ရောက်ပါပြီဒိုဂျာကအဖွဲ့ကိုဥဆောင်ရင်တွားကြသို့ဆိုပြီးစတဲ့ခောက်ခွာလာခဲ့ပါတယ်ဒိုချိန်မှာဒိုဂျာရဲ့လက်မုံးလေးကိုဟီဝွန်းရဲ့လက်သီးကလာထိလိုက်ပြီးဒိုဂျာရဲ့ရှေ့မှာဟီဝွန်းထဲမှာကွိုင်1500လက်ခံရရှိပါသည်ဆိုတဲ့စနစ်စာသားကြီးပေါ်လာတာကြောင့်ဘာအတွက်ပေးရလဲလို့မေးလိုက်တဲ့အခါဟီဝွန်းကဒါကမနေ့ကတိုက်ပွဲမှာရလာခဲ့တဲ့ကွိုင်တွေကနေရရမယ့်ဝေးစုပဲကျန်တဲ့သူတွေကိုပေးပြီးဘာပဲဖြစ်ဖြစ်မနေ့ကကွိုင်တွေအများဆုံးရခဲ့တာငါကိုယ်တိုင်မို့လို့ပါဆိုပြီးပြောလိုက်တဲ့အခါဒိုဂျာမှာပြောစရာစကားမရှိအောင်ဖြစ်သွားရပါဒိုဂျာကငါသာဆိုရင်အဲ့ဒီလိုလုပ်မှာမဟုတ်ဘူးလို့ပြောတော့ဟီဝွန်းကငါကနေမှမဟုတ်တာဒိုဂျာရဲ့ဆိုပြီးပြုံးစီစီနဲ့စားနောက်လိုက်ပါအဲ့ဒီကမီးရတရားသူကြီးကသူတို့ရဲ့ရဲဘော်ရဲပဲစိတ်တဲ့ကြောင့်ပီတိဖြစ်သွားပြီးလက်ရောင်တိတ်တိတ်နဂါးကလည်းပြုံးဖီးလို့နေပါတော့တယ်ဘာလို့လဲဆိုတော့ဒိုဂျာကကွိုင်အများဆုံးရခဲ့တဲ့သူဖြစ်လို့ပါဒီနေ့မနက်မှာပဲဘီယောင်ကဒိုဂျာစီကိုတူရထားတဲ့ကွိုင်တွေကိုခွဲဝေပေးခဲ့တဲ့အတွက်ကြောင့်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်ကွိုင်တွေအများကြီးရခဲ့ပေမဲ့မပေးချင်တာကြောင့်မေးချင်အောင်ဆောင်နေလို့ဒိုဂျာကအဲ့ဒါတွေငါ့ကိုပေးဆိုပြီးတောင်းလိုက်တော့မှဘီယောင်ကပေးချင်မပေးချင်နဲ့ပေးလိုက်ရပြီးဒိုဂျာကွိုင်တွေက2350အထိတက်သွားခဲ့ပါအဲ့ဒီလိုရရှိခဲ့တဲ့ကွိုင်တွေကစုစုပေါင်း4400ကိုတုံးပြီးကြက်ခိုင်မှုခွန်အားတင်ပြန်မှုအပြင် White Star Aura ကိုဆက်အသုံးပြုနိုင်အောင် Mana Stake တွေကိုပါတိုးမြင့်လိုက်ပါဘီယောင်ရဲ့ channel အဆင့်ကိုတိုးမြင့်ပြီးပုံများလာတဲ့ကြဲတာရတွေကိုဆွဲဆောင်နိုင်မှကွိုင်တွေပုံများရမှာအဲ့ဒါကြောင့်အခုလာမယ့်ခီးစဉ်ကအကောင်းဆုံးစင်မင်းတစ်ခုဖြစ်လာစေရမယ်လို့ဆုံးဖြတ်လိုက်ပါထိုချိန်မှာပဲအားလုံးရဲ့အရှိမဒုတိယပင်မဇလန်နဲ့ကိုဝင်ရောက်သွားပါပြီဆိုတဲ့စနစ်စာတမ်းကြီးပေါ်လာခဲ့ပါထိုချိန်မှာပဲအားလုံးရဲ့အရှိမအဓိကဇလန်အပိုင်းတစ်ဖြစ်ပြီးကတ်ခဲမှုအဆင့်အရှိတာစီကန်းချက်ကဂူအတွင်းဖြတ်တန်းသွားပြီးခိုလုံရေးစကန်တွင်ရုံမြောက်ကျင်းရင်သူနဲ့တွေ့ဆုံရန်ဖြစ်ပြီးအချိန်ကန့်သက်ချက်မရှိအောင်မြေပါကကွိုင်900ရရှိမှာဖြစ်ပြီးကြာရှုံးပါကကြာရှုံးမှုအတွက်အပြစ်ဒဏ် question mark လို့ဖော်ပြထားပါတယ်ဟီဝွန်းကခိုလုံရေးစကန်ဟုတ်လားဒါပဲနေရာကိုရင်ညွှန်းတာလဲလို့စိတ်ထဲကနေတွေးနေတဲ့အချိန်မှာစနစ်ကနေနောက်ထပ်ပင်မခိုလုံရေးစကန်မှာချုံမူတို့လို့ဖော်ပြလာပြီးလက်ရှိရောက်နေတဲ့နေရာကရဲစုနဲ့အုပ်စုအကြားဖြစ်ပါတယ်အဲ့ဒီလိုနဲ့သူတို့တွေထောက်ခွာလာကြပြီးဟီဝွန်းက
ကမြေရောက်မှာဘာလို့မကောင်းဆိုးတွေတတော်များနေရတာလဲချုံမူတို့ကသုံးမှုတာပဲလူတော့တာမို့လို့လွယ်လွယ်ကူကူရောက်မယ်လို့ထင်ထားခဲ့တာလို့နီးညူလိုက်ပါဒိုဂျာကမျောလင့်ထားတဲ့အတိုင်းပဲဂူထဲမှာမြေကျွတ်တွေပြင်းနေခဲ့တာပဲလမ်းတစ်လျှောက်လုံးတိုက်ခဲ့ရတာမို့လို့အားလုံးလည်းပင်ပန်းနေကြပြီဆိုတော့ဒီမှာခဏလောက်နားကြတာဘောလို့ပြောလိုက်ပါတယ်စွန့်ပစ်ထားတဲ့ဘူရာကြီးကိုကြည့်ရင်ဒိုဂျာကဒီမှာရှိတဲ့သူတွေအရေးတကြီးထွက်ပြေးသွားခဲ့ပုံပဲအတုံးမဲ့ပစ္စည်းတစ်ခုခုကြံနေခဲ့နိုင်တယ်လို့ပြောလိုက်တဲ့အခါညွန်ဆောင်ကဒိုဂျာရောက်ဖို့တဘူရာပဲကြံတော့တာဆိုတော့အဲ့ဒီရောက်မှနားကြရင်မကောင်းဘူးလားလို့အကြံပြုလိုက်တဲ့ဒိုဂျာကအဲ့ဒီကိုရောက်ရင်ကောင်းကောင်းနားရပါမလားဆိုတာငါတို့လည်းမသိနိုင်ဘူးလေလို့ပြောလိုက်တဲ့အခါအားလုံးတုန်လှုပ်သွားကြပါတယ်ဘာလို့လဲဆိုတော့ဒိုဂျာတို့ခုနကထွက်လာခဲ့တဲ့ယေစုဘူရာမှာမြေကျွတ်တွေနဲ့တေဆုံးနေတဲ့လူတွေအလောင်းတွေကိုတွေ့ခဲ့ရပါတယ်အလောင်းတွေပေါ်ကဒဏ်ရာတွေကိုကြည့်ရတာသူတို့ဟာမြေကျွတ်တွေကိုတိုက်ခတ်ရင်တေဆုံးခဲ့တာမဟုတ်တာသိကြပါတယ်ဒါဟာယူဂျင်ဟောလက်ချက်အဖြစ်ဖို့အများဆုံးပါပဲဒီကဘာမှာငါတို့တတိထားရမှာကမကောင်းဆိုးဝါးတွေတင်မဟုတ်ဘူးဆိုတာပဲအခုတော့ငါတို့ကောင်းကောင်းကြီးသိသွားခဲ့ပြီထိုစဉ်မှာပဲဟျော်ဆောင်ကငါတို့အတော့ဝင်မဲ့ပစ္စည်းတစ်ခုခုရှိမလားဆိုတာတွားကြည့်လိုက်အောင်မယ်လို့ပြောလိုက်တဲ့အခါဒိုဂျာကအကျေးဇူးပဲဒီလိုအခြေအနေမျိုးမှာစစ်တပ်ကလူတယောက်ပါလာတာတကယ်ကိုအတော့ဝင်တာပဲလို့စိတ်ထဲကနေတွေးနေပြီပါဆရာကဒါဆိုတွားကြရအောင်ဟီဝုန်းကိုပြောပြီးထွက်သွားတော့မဲ့အချိန်မှာဒိုဂျာကလှမ်းကြည့်လိုက်တာကြောင့်ဟီဝုန်းကဘာလဲနေလိုက်ချင်လို့လားလို့မေးလိုက်တဲ့အခါဒိုဂျာကမဟုတ်ဘူးမင်းတို့နှစ်ယောက်ပဲအရင်တွားကြပါလို့ပြန်ပြေးလိုက်ပါတယ်အဲ့ဒီအခါဟျော်ဆောင်ကဒါဆိုငါတို့အခုနားကြမှာဆိုတော့အိမ်သာခဏတွားလိုက်အောင်မယ်လို့ပြောလိုက်တဲ့အခါဒီအောင်ကငါလည်းတူပဲလို့ပြောပြီးအိမ်သာစီကိုရောက်သွားခဲ့ပါတယ်ကိစ္စတွေပြီးစီးသွားတဲ့အချိန်မှာဆရာတခုခုကိုတတိထားမိသွားပြီးဒိုဂျာကဘယ်ရောက်သွားလဲလို့မေးလိုက်တဲ့အခါညွန်ဆောင်ကဟိုလေသူအပြင်ဘက်ကိုခဏတွားကြည့်လိုက်အောင်မယ်လို့ပြောနေဆိုပြီးပြောပြလိုက်တဲ့အခါညွန်ကဘာအပြင်ဘက်မှာအစိတ်တွေရှိနေတယ်ဆိုတာသူမေ့သွားတာမဟုတ်ပါဘူးနော်လို့စိတ်ပူနေပေးရှာပါဒိုဂျာကအစိတ်မြူတွေကြားထဲမှာအမြန်ပြေးလွှားဒီမှာနားဖို့ဆုံးဖြတ်ခဲ့တာသူတို့တွေပင်ပန်းနေတာကြောင့်တခုလည်းမဟုတ်ပါဘူးဒုံကူတက္ကသိုလ်မှာနားကျင်လို့ရွေးချယ်ခဲ့တာလို့တွေးနေချိန်စနစ်ကနေအစိတ်မြူကူးတွေနဲ့ထိတွေ့နေပါတယ်ဆိုပြီးအဆက်မပြတ်တတိပေးနေခဲ့ပါဒိုဂျာကငါဖတ်ပူးခဲ့တဲ့စာအုပ်ထဲကအချက်လက်တွေအရဆိုရင်ဒုံကူတက္ကသိုလ်ကဘူရာရဲ့ထောက်ပေါက်6ကနေတန်တွားရမှာလို့တွေးရှေ့ကိုထွက်ပြေးနေတဲ့အချိန်မှာပဲတခုခုကိုတတိထားမိသွားပါဒိုဂျာကတွေ့ပြီးဆိုပြီးဆေးလို့ရှားစွာရုပ်ထုကြီးတစ်ခုကိုရက်ကြည့်နေပြီးမြူကူးတွေကြားထဲမှာရုပ်ထုကြီးကိုကြည့်ရင်ဒါကမဟာမောဆန်ယောင်းရဲ့ရုပ်ထုကြီးပဲလို့ဒိုဂျာကသိနေပြီးမဟာမောဆန်ယောင်းဆိုတာကိုရီးယားသမိုင်းမှာအလွန်ထင်ရှားတဲ့ဂျွန်ဆိုခေတ်ဗုဒ္ဓဘာသာယဟန်တော်တစ်ပါးဖြစ်တယ်လို့နိုင်ငံတော်ကိုအသက်ဆုံးကာကွယ်ခဲ့တဲ့သူရဲကောင်းယဟန်စစ်သူကြီးတစ်ပါးလည်းဖြစ်ပါတယ်ကေဒိုဂျာရုပ်ထုကြီးတွေရှောက်လန်းလာတဲ့အချိန်မှာပဲတင်ငန်းဝတ်ကျေတာယာကဒိုဂျာဘာဆက်လုပ်မလဲဆိုတာကိုစိတ်ဝင်စားနေပါတယ်ယုံကဒိုဂျာကဘာလို့အပြင်ကိုထွက်သွားရတာလဲလို့မေးလိုက်တဲ့အခါယောဆောင်ကဟိုလေသူဖျားဘူးသွားတာလို့ပြောလိုက်တဲ့အခါဘေးကလူတွေကဘာဆိုပြီးအံ့ဩသွားကြပါတယ်ဖျားဘူးဟုတ်လားဆိုပြီးအံ့ဩနေတဲ့အချိန်မှာပဲဒိုဂျာကရုပ်ထုရှိမှလှုပ်ချီဥညွှတ်လိုက်ပါတယ်ဒီအပြုတ်မှုကိုကြည့်ပြီးတင်ငန်းဝတ်ကျေတာယာကကျင်းတဲ့တော့ကကြိုက်တယ်လက်ဆောင်ပေးလိုက်ပါတယ်ဒါကိုစကရင်ကနေစောင့်ကြည့်နေတဲ့ဘီယောင်းကဟင်းဆိုပြီးရုပ်တရက်ကြောင်အန်းသွားပါတယ်စကရင်ပေါ်မှာရုပ်တရက်ရှစ်ခိုးနေတဲ့ဒိုဂျာကိုကြည့်ပြီးဘာလဲဟာဒီကောင်ကိုဘာလုပ်နေတယ်ထင်လဲဆိုပြီးစဉ်းစားမိရဖြစ်နေချိန်မှာဒိုဂျာကရှစ်ခိုးပြီးရတဲ့တပိန်နဲ့လေဘော်ကိုခုန်တက်သွားကဓာတ်ကိုဆွဲထုတ်ရင်ရုပ်ထုကြီးအပေါ်ကိုအရှိန်နဲ့ခုန်တက်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ဘီယောင်းကဟေ့ဘာလုပ်တာလဲမင်းမဟုတ်မှလွယ်ရောဆိုပြီးထိတ်လက်တခြားအော်နေတဲ့အချိန်မှာပဲဒိုဂျာကဓာတ်နဲ့ရုပ်ထုကြီးရဲ့ခေါင်းကိုခုတ်လိုက်တဲ့အခါဘီယောင်းကကင်ဒိုဂျာမင်းအယူပဲလို့အော်ဟစ်နေချိန်မှာပဲတင်ကန်းဝတ်ထားတဲ့ကျေတာယာကဒီအပြုတ်မှုကြောင့်နှင်တက်သွားခဲ့ရပါတယ်ဒေါသတကြီးနဲ့ဘီယောင်းကမင်းယူတယ်လားမင်းအခုလေးနေဘာလုပ်လိုက်တာလဲဆိုတာသိရလားလို့ဒေါသထွက်နေပေမဲ့ဒိုဂျာကဘာမှမဖြစ်သလိုအသားလုံးကြီးကိုစားနေတော့ဘီယောင်းကမင်းသားကိုလက်လူရှူနေတာလားဆိုပြီးပိုစိတ်တူသွားခဲ့ပါတယ်ဒါဟာအလွယ်တကူနဲ့ပြီးသွားမဲ့ကိစ္စမဟုတ်ဘူးမင်းကျေတာယာတစ်ခုရဲ့ရုပ်ထုကိုဖျက်ဆီးခဲ့တာကွာမင်းငါရဲ့ channel ကိုဖျက်ဆီးသွားတာကိုမြင်ချင်နေတာလားလို့ဒေါသတကြီးမေးလိုက်တဲ့အခါဒိုဂျာကခဏလောက်ပါးစပ်ပိတ်ပေးထားလို့မရဘူးလားလို့ခက်ရေးပြန်ပြောလိုက်ပါတယ်ရုပ်ထုတိုင်းမှာတက်ဆိုင်ရာကျေတာယာတွေရဲ့စွမ်းအားနဲ့ချိတ်ဆက်ထားပါတယ်အဲ့ဒီတစိမ့်ခတ်ထားတာတွေကိုဖျက်ဆီးလိုက်ရင်အဲ့ဒီကျေတာယာရဲ့စကေးဒါမှမဟုတ်ပစ္စည်းတွေကိုရရှိနိုင်ပါတယ်ဒီဒိုဂျာကချူမူလိုကိုဝင်ရောက်ဖို့အတွက်ဘုန်းတော်ကြီးရဲ့စကေးကိုငါလိုအပ်တယ်လမ်းမှာဗုဒ္ဓနဲ့တွေ့ရင်ဗုဒ္ဓကိုတတ်မလားဒါမှမဟုတ်ဒါကအယူတိုင်းအကြပဲမဲ့ဝတ္ထုကတိခဲ့တဲ့ဖြက်လန်းကိုငါတုံးခဲ့တာဘာလို့လဲဆိုတော့ပုံမှန်နီးလန်းအတိုင်းတစိမ့်ခတ်ထားတာကိုခွဲဖို့ဆိုတာအချိန်အများကြီးယူရလုံးလို့ပါလို့တွေးဖုံးကားတွေးနေခဲ့ပါတယ်ဘီယောင်းကအဲ့ဒါလဲသမားစစ်တပ်ရဲ့ခေါင်းဆောင်ကရုံးကြီးကငါတို့ channel ကိုမကောင်းပြောရင်မင်းဘယ်လိုလုပ်မလဲလို့ပြောလိုက်တော့ကေဒိုဂျာကသူကသူရဲကောင်းတယောက်ပဲမင်းဘယ်လိုလုပ်သူ့ကိုအဲ့ဒီလိုခေါ်ရတာလဲလို့ပြန်ပြောလိုက်တော့ဘီယောင်းကသူ့ကိုဘယ်လိုခေါ်ကန့်ကွက်ပိုင်ခွင့်မင်းမလုံးဝမရှိဘူးလို့ပြန်အောင်လိုက်ပါတယ်အဲ့ဒီအခါမှာတင်ကန်းဝတ်ထားတဲ့ကျေတာယာကအလွန်ဒေါသထွက်နေပြီးကျေတာယာဝူခုံးကတော့လောင်ပြောင်နေခဲ့ပါတယ်ခဏကြာတော့အဖွဲ့ဝင်တွေစီပြန်ရောက်လာပြီးဒိုဂျာကိုမြင်တော့ဒိုဂျာဆိုပြီးရှောင်းဆောင်ကဝမ်းသာအားရခေါ်လိုက်ပါတယ်ဘေးကဟီဝုန်းကဖျားဘူးရတာအဆင်ပြေရလားကတ်တလက်ဖျားเจ้าကိုတွားလာလားဒါမှမဟုတ်ဘုန်းကြီးเจ้าကိုလာလို့စိတ်လို့ရှားတာမေးလိုက်ပါတယ်ဒိုဂျာကဟီဝုန်းငါမင်းကိုပေးစရာတခုရှိတယ်ဆိုပြီးအထောက်တစ်ခုထုတ်ပေးလိုက်ပါတယ်ဟီဝုန်းကအဝတ်ကြီးကိုခြုံကြည့်ပြီးဒါကပြင်းပြတဲ့ပုံကိုတယောက်ရဲ့စာကြီးခြေထောက်အမွေနဲ့ဟုတ်လို့လားဒီအဝတ်အဟောင်းကြီးကလေးဆိုပြီးတရားဖြစ်နေတဲ့အချိန်မှာပဲအိုက်တန်မဟာမောဆန်ရောင်းရဲ့တင်ကန်အဆင့်ပြီးတရားမျှတမှုစိတ်နဲ့ဇွဲကိုတူးတက်စေပါသည်ဆိုပြီးပေါ်လာခဲ့ပါတယ်ဒိုဂျာကမဟာမောဆန်ရောင်းဆိုတဲ့ပုံကိုကြောင့်မင်းတို့ကြားဘူးလားလို့မေးလိုက်တဲ့အခါဟီဝုန်းကအဲ့ဒါဘယ်သူလဲလို့ပြန်မေးလိုက်လို့တင်ကန်ဝတ်ကျေတာယာကအံ့ဩတင်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာဆန်အားကအော်ငါသိပြီငါကိုရီးယားတမိုင်းကိုလေ့လာတော့ကသူရဲကောင်းကြီးအကြောင်းလေ့လာခဲ့ဘူးတယ်လို့ပြောပြလိုက်ပါတယ်
ဆန်အားရဲ့လက်မှာပတ်ထားတဲ့ပတိကမဟာမောဆန်ရောင်ရဲ့စိတ်ပတိဖြစ်ပြီးအဆင့်ပေရှိကမန္တာကိုပြန်ပြည့်နေစွမ်းကိုမြင့်တင်ပေးပါတယ်ဆန်ကသူကဂျိုဆိုခက်လေပိုင်းကရဟန်းတော်တစ်ပါးဖြစ်ပြီးဂျပန်ကျူးကျော်စစ်တုံးကကိုရီးယားနိုင်ငံကိုကာကွယ်ပေးခဲ့တာလေလူဝင်ဖြောင်နဲ့ဦးကဝင်တောင်းတိုက်ပွဲတွေမှာလည်းအနိုင်ရရှိခဲ့တာလို့ရှင်းပြနေတာကိုကြည့်ပြီးလူကြားကတဘာပြတ်နေတဲ့အချိန်မှာတော့သူ့ရဲ့အသိပညာတွေကအတုံးဝင်နေတော့မယ်လို့စိတ်ထဲကနေချီးကျူးနေပြီးတင်ငန်းဝတ်ကျေတာယာကလည်းကြည်နူးသွားရပါတယ်လူကြားကကဲဒီပစ္စည်းကမဟာမောရဲ့စားအားတွေရှိတယ်လို့ပြောလိုက်တော့တခြားသူတွေကတကယ်လားဆိုပြီးအဟောသွားကြပါတယ်လူကြားကရုပ်တည်ခြင်းနဲ့ငါယူထုရှိမှသူ့တောင်းနေတဲ့အချိန်မှာဒီပစ္စည်းကြီးတွေကောင်းကင်ဘုံကနေကျလာတာပဲလို့လင်ပြောလိုက်တဲ့အခါကျေတာယာတချို့ကလူကြားရဲ့အပြုတ်မှုကြောင့်အံ့ဩမင်သက်သွားကြပါတယ်လူကြားကငါစားကိုဟတ်လိုက်ဆမ်းပါလို့စိတ်ထဲကတွေးမဟာမောဟာငါတို့ကိုရီးယားနိုင်ငံတော်ရဲ့အနာဂတ်အတွက်ဒီပစ္စည်းတွေကိုပေးလိုက်တာလို့ငါထင်တယ်ဂျပန်ကျူးကျော်စစ်တုံးကလိုပဲနိုင်ငံတော်ကိုကာကွယ်ပေးခဲ့တယ်လို့မျိုးအခုလည်းငါတို့ကိုကာကွယ်ပေးနိုင်အောင်ရှေးရောက်အမွေအနှစ်တွေကိုပေးခဲ့တာဖြစ်နိုင်တယ်လို့ရှောက်ပြောနေပါတယ်မင်းတို့မြင်တဲ့အတိုင်းပဲအခုလည်းကိုရီးယားနိုင်ငံကကျူးကျော်ခံနေရတာနဲ့ခက်ဆစ်ဆစ်ဖြစ်နေတာကိုလို့ဒူဂျာကပြောလိုက်တဲ့အခါတခြားသူတွေကအော်ဆိုပြီးနားလည်သွားကြချိန်မှာပဲတင်ကန်းဝစ်ကျေတာယာကဒူဂျာရဲ့တိုကီကြောင့်ဟတ်တိသွားခဲ့ပါဒါကိုကြည့်ပြီးဟန်ဆောင်ကငါတို့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာကိုကြည့်မင်းပြောတာမှန်နိုင်တယ်လို့ထောက်ခံလိုက်တယ်လို့အစာကဘာဟာမော့ကိုယ်တိုင်ကရောကျေတာယာတပါဖြစ်မနေနိုင်ဘူးလားလို့တွေးနေချိန်ဒူဂျာကဘီယောင်းကိုအခုရောကျင်းနေပြီလားလို့လမ်းပြောလိုက်ပြီးတင်ကန်းဝစ်ကျေတာယာကသူ့ရဲ့နာမည်ပြောင်ဖြစ်တဲ့လေသမားတက်ရဲ့ကထုံးကောင်းဆောင်ဆိုတာကိုပြောပြလာပြီးဒူဂျာရဲ့အဖြစ်ကိုလည်းခွင့်လွှတ်လိုက်ပါဒူဂျာကကျေတာယာတွေရဲ့စွမ်းကသူတို့ရဲ့ကြော်ကြားမှုအပေါ်ဓာတ်ရိုက်မှုတည်နေတယ်ငါစော်ကားမိပေမဲ့ကျေတာယာတိုင်းဟာသူတို့ရဲ့နာမည်ကိုဒီလိုချီးကျူးခံရတဲ့အခွင့်အရေးကိုတော့လက်လွတ်ခံမှာမဟုတ်ဘူးလို့သုံးသပ်နေတဲ့အချိန်မှာပဲကီဝေါကမဟာမောဆန်ရောင်ဟုတ်လားဒီနာမည်ကိုငါမှတ်ထားလိုက်ပါမယ်လို့ပြောလိုက်တာကြောင့်ကျေတာယာကတုံးကဝမ်းမြောက်စွာလက်ခံနိုင်ပြီးကွမ်တရာလက်ဆောင်ပေးလိုက်ပါသေးတယ်ဒူဂျာကအဖွဲ့ဝင်တွေကိုငါတို့ပြင်ဆင်ထားကြရအောင်မကြခင်ချူမူလိုကိုရောက်တော့မယ်လို့ပြောလိုက်ရင်ကီဝေါကအင်းဆက်တွေကိုဆက်သွယ်နိုင်တဲ့စကေးကြောင့်ဒီကျွတ်တွေနဲ့လမ်းမှာမဆုံခဲ့ရတာဆိုပြီးကျေးဇူးတင်နေကြပါဒူဂျာကတတိလုံးဝမလွတ်စင်နဲ့လို့ပြောလိုက်ပြီးချူမူလိုကိုရောက်ဖို့ပိုင်ဝဲလောက်ပဲလိုပါတော့တယ်အဲ့ဒါမကြခင်ပေါ်လာတော့မှလို့စိတ်ထဲကနေပြင်ဆင်နေခြင်းဇလန်ခွဲအတစ်တစ်ခုပေါ်လာခဲ့ပါဒူဂျာကတော့လုံးဝအတီးပေါင်းမျက်နှာကြီးနဲ့အလုံးအနောက်မှာနေကြဆိုပြီးပြောလိုက်ပါတယ်ဇနေ့ရဲ့မျက်နှာပြင်မှာတော့ဇလန်ကွယ်လှည့်စားတော့တာခက်ခဲမှုအဆင့်ဒီနဲ့ F အဆင့်ချအောင်မြင်တဲ့လိုအပ်ချက်သတ်မှတ်ထားသောအချိန်တွင်လှည့်စားတော့ထောင်မှလွတ်မြောက်ရန်ကန့်တက်ချိန်တနိုင်စုကြည်ကွိုင်300ကြာရှုံးမှကရရှိမည့်အဖြစ်ကကွက်ရှင်မတ်လို့ပြထားပါတယ်ချက်ချင်းဆိုဒီလိုပဲဇလန်ခွဲလှည့်စားတော့ထောင်စတင်ပါပြီလှည့်စားတော့ထောင်ဟုတ်လားအဲ့ဒါဘာကြီးလဲဆိုပြီးစိုးရင်တကြီးမင်းနေချိန်မှာပဲလေပြင်းနဲ့စတင်တိုက်ခတ်လာပြီးခံစားချက်တွေမကောင်းဖြစ်လာကအရာအလုံးအမောင်ဖုံးသွားခဲ့ပါအဲ့ဒီအမောင်တို့ထဲကနေဒိုဂျာဆိုတဲ့အတန်ကြောင့်ဒိုဂျာရဲ့မျိုးလုံးတွေပြူးချသွားခဲ့ရပါဒိုဂျာမင်းတခုခုပုံမှန်မဟုတ်တာဘူးခံစားနေရတာအဲ့ဒီမှာရှိနေတာလားဆိုတဲ့အတန်တွေစတိုက်ကြားနေရပြီးဒိုဂျာအမေရဲ့ပုံရိပ်တွေပေါ်လာတာဒိုဂျာရဲ့ပါးပြင်ကိုကန်ရင်ဒိုဂျာမင်းဘာမှမမြင်ခဲ့ဘူးမလားဟုတ်တယ်မလားလို့ပြောနေတဲ့အချိန်မှာပဲဒိုဂျာကသဘောပေါက်လာပြီးဒိုဂျာရဲ့စတုတ်ထနေရ The Food War ကစတဲ့အတောက်ဝင်တာကလက်စည်းတွေထွက်လာပြီးလက်စားတော့ထောင်ရဲ့တက်ရောက်မှုကိုကုခံပြီးလက်စားတော့ထောင်ရဲ့လက်ကွက်ကနေလွတ်မြောက်သွားခဲ့ပါတယ်ဒီနေရာကလူတယောက်စိတ်တန်ရာတွေကိုပြန်အမှတ်ရစေပြီးယူသွတ်သွားအောင်လုပ်တဲ့နေရာပဲယူချင်းဟောလူတော်မှဒီနေရာမှာတော်တော်လေးရုန်းကန်ခဲ့ရတာဖြစ်ပြီးဒါပြန်နေရှင်တဲ့သူတယောက်အတွက်အနေရအရှိဆုံးအသားစီပဲလို့ဒိုဂျာကစိတ်ထဲကနေတုံးတက်လိုက်တာအားလုံးပဲစိတ်အေးထားပြီးအတက်ကူဝအောင်ရှူကြလို့အော်ဟင်ပြီးတတိပေးနေတဲ့အချိန်မှာပဲကျေတာယာလှုပ်ဝက်ချက်စီသူကဒိုဂျာရဲ့တမ်မီလိုခိုင်မာတဲ့စိတ်တက်ကိုသဘောကျတော့ကကွမ်တရာလက်ဆောင်ပေးလိုက်ပါတယ်ဆက်စုတက်တဲ့ကျေတာယာတချို့ကတော့ဒိုဂျာရဲ့အတိတ်ကိုမမြင်လိုက်ရတဲ့အတွက်ကြောင့်စိတ်ပြတ်သွားခဲ့ကြပါဒါပေမဲ့တခြားအဖွဲ့ဝင်တွေကတော့စိတ်တရားတွေတဲ့ပိတ်မိတာအကြောက်လန့်ကြောင့်အော်ဟစ်နေကြတာကိုကြည့်ပြီးဒိုဂျာကငါနောက်ကျသွားပြီလို့ထင်နေတဲ့ချိန်မှာပဲဒိုဂျာလို့ခေါ်တဲ့အတန်ကိုကြားလိုက်ရတာကြောင့်ဝမ်းသာအားရလှည့်ကြည့်တော့ဒိုဂျာကအဆန်ကားကိုမြင်လိုက်ရပြီးအနားကိုတွားလိုက်ပါတယ်မဟာမောရဲ့ပတိစိတ်တွေပဲအဲ့ဒီပတိတွေရဲ့အဆန်ကသူမကိုကောက်ွယ်ပြီးခဲ့တာပဲလို့စိတ်လေးကနေရေယူလိုက်ပါတယ်ဒိုဂျာကဆန်အားကိုငါဒီနေရာကိုဖြစ်စီမှဖြစ်လို့ခဏလောက်ငါ့ကိုကောက်ွယ်ပြီးသားအောင်လို့အခုဒီတောင်းလိုက်တော့ဆန်ကဟုတ်ပြီလို့ပြန်ဖြေလိုက်တဲ့အချိန်မှာဒိုဂျာကငါစားတော့မယ်လို့ပြန်ပြောလိုက်ပါတယ်တကယ်တော့မဟာမောရဲ့ရုပ်ထုကိုဖျက်ဆီးပြီးဒီစကေးကိုရယူခဲ့ရတဲ့အကြောင်းရင်းကတော့ဒီဇလန်ဘက်ကိုအောင်မြင်စွာကျော်လွှားနိုင်မှုအတွက်ပါဒိုဂျာရဲ့မျက်စိမိတ်ကအာယုံဆက်ပြီးဘယ်လိုပြန်ဖွင့်လိုက်တဲ့အချိန်မှာကိုပိုင်စကေးမကောင်းမှုကိုဖယ်ရှားခြင်း level 1စတင်အတက်ဝင်လာကဒိုဂျာရဲ့ပတ်လည်မှာစွမ်းအနေပေါက်ကွဲထွက်လာပြီးလေစားတော့ထောင်ကိုစတင်ဖျက်ဆီးနေပါတယ်။ဒါကြောင့်ပျက်စီးသွားပေမဲ့လည်းပြုံဆောင်ကမြေကြီးမှာခေါင်းကိုစိုက်ပြီးလက်ကိုအနောက်ပြက်ကစစ်သားတစတွေရွတ်ဆုံနေတာကြောင့်ဒိုဂျာအံ့ဩနေရပါတယ်။အဲ့ဒီလိုပဲဂီယောင်းကမြေမှာဝစ်သွားပြီးအမေလို့တန်းတာနေတာကိုမြင်ဆန်းကဂီယောင်းလို့စိတ်ပူပေးနေရှာပါတယ်။ဒိုဂျာကအားလုံးပဲကိုယ်စိတ်ကိုပြန်ထိန်းကြပါလို့တတိပေးနေပေမဲ့ဂီဝန်းကရုတ်တရက်ထလာကဒါကိုဒိုဂျာကတတိထားပြီးသွားပေမဲ့ဂီဝန်းကတော့ဓာတ်နဲ့ဒိုဂျာစီကိုရုတ်တရက်တိုက်ခိုက်လာပြီးဒိုဂျာကတော့အတားလေးဘေးကိုရှောင်လိုက်ပါတယ်။စိတ်လုံးနေတဲ့ဂီဝန်းကမင်းတို့အားလုံးကိုငါတပ်ပစ်မယ်လို့ရေရွတ်နေတဲ့သူမကိုတတိထားမိတဲ့ဒိုဂျာကမျိုးလုံးတွေနီးရဲပြီးဒါမိစ္ဆာနှိမ်နှင်းကြီးရဲ့လက္ခဏာပဲလို့သိလိုက်ရပြီးဒါကြောင့်မလို့ငါသူမကိုမဟာမောရဲ့တန်ငန်းပေးထားခဲ့တာဒါပေမဲ့အတုံးဝင်ခဲ့ဘူးလို့ဒိုဂျာကတွေးလိုက်ပြီးရုတ်တရက်ဟီဝန်းရဲ့အနောက်ကိုရောက်သွားကလေဘင်းကိုလော်ဆောင်နဲ့ရိုက်ချလိုက်ပါတယ်ဟီဝန်းမေးလဲသွားတဲ့အချိန်မှာတော့ဒိုဂျာကသူမကိုပွေတိုင်းဆာဟီဝန်းကိုခဏလောက်ကြည့်ပေးထားပါဦးလို့မှလိုက်
လိုက်ပါတယ်ထိုစဉ်မှာပဲဇလန်အခွဲပြီးဆုံးသွားပြီးကွယ်တုံးကရရှိသွားခဲ့ပါတယ်ဒါပေမဲ့ဒိုဂျာကတတိမလွတ်နိုင်အောင်ဒါအဆုံးသတ်မဟုတ်သေးဘူးလို့ဆိုတဲ့အတန်နဲ့အတူဝိညာဉ်မိစ္ဆာတွေကပေါ်ထွက်လာခဲ့ပြီးစနစ်စာသားတဲ့မှာအဆင့်ရှိဝိညာဉ်မိစ္ဆာမျိုးနယ်ဆိုပြီးပေါ်ထွက်လာကဒိုဂျာကပဲကန်တွေဖြည့်ရှင်းလိုက်ပါတယ်ထိုချိန်မှာပဲဟျောင်ဆောင်ကလန်နိုးလာပြီးတက်ချက်လီဟျောင်ဆောင်တောင်ဝထဆောင်ကိုတည်င်းပို့ပါတယ်ဆရာဆိုပြီးရောင်ရမ်းပြီးအော်ဟစ်ကနိုးလာခဲ့ပါတယ်မကြာခင်မှာပဲပြန်တတိဝင်လာတဲ့ဟျောင်ဆောင်ကဘာဒီဖြစ်ကုန်တာလဲလို့မေးလိုက်တဲ့အချိန်မှာဆာကဟျောင်ဆောင်နေလို့ကောင်းရင်လားလို့မေးပြီးဟျောင်ဆောင်ကငါဘယ်တော့ကြာမေ့နေခဲ့တာလဲအားလုံးရောအစဉ်ပြေကြရဲ့လားလို့မေးလိုက်တဲ့အချိန်မှာပဲဒိုဂျာကတော့မြေပေါ်မှာမိစ္ဆာတွေစီရရတဲ့မိစ္ဆာဝိညာဉ်ကြောက်တုံးကိုကောက်ယူနေခဲ့ပါတယ်ဆာကငါတို့လက်ကားတော့ထောင်ဖန်ဆီးထားတဲ့မိစ္ဆာတွေနဲ့တွေ့ပြီးအားလုံးကိုနှိမ်နှင်းပြီးပြီမို့လို့အစဉ်ပြေသွားပါပြီလို့ရှင်းပြလိုက်တော့ဟျောင်ဆောင်ကဘာရဲဆိုပြီးအံ့ဩသွားခဲ့ရပါတယ်ဟျောင်ဆောင်ကမင်းနဲ့ဆာနဲ့ရောက်သေးပဲလားလို့ဒိုဂျာကိုမေးလိုက်ပေမဲ့ဆာကဒိုဂျာကအဓိကတိုက်ခိုက်ပေးခဲ့တာပါမိစ္ဆာတွေရဲ့တိုက်ခိုက်မှုကစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေပဲဖြစ်လို့တိတ်တော့မစိုးလာပါဘူးလို့ပြန်ပြောလိုက်တော့ဟျောင်ဆောင်ကကျေးဇူးပါပဲအခုမှပဲပေးခင်းသွားတော့တယ်မင်းတို့ကိုကျေးဇူးတင်လို့တော့မဆုံးဘူးလို့ပြောလိုက်တော့ဒိုဂျာကရပါတယ်ဘာမှမဖြစ်ပါဘူးလို့ပြန်ပြောလိုက်ချင်းဂီယောင်လေးကခေါင်းကိုကင်ကရိုင်းနဲ့ထားရက်လိုက်တာကြောင့်ဆာကဂီယောင်နေဆက်အနားယူဖို့မလိုဘူးလားလို့စိတ်ပူပြီးမေးလိုက်ပေမဲ့ဂီယောင်ကမကောင်းတဲ့အတိတ်ဆိုးကြီးကိုပြန်မြင်ခဲ့တဲ့အတွက်ကြောင့်ခေါင်းနဲ့ကိုက်နေတယ်လို့ပြန်ပြောလိုက်ပါတယ်ဒိုဂျာကဂီယောင်လေးကစိတ်တန်ရအကြီးမားဆုံးရခဲ့တဲ့သူဖြစ်ကောင်းဖြစ်လိမ့်မယ်လို့တွေးနေတဲ့အချိန်မှာပဲဂီယောင်ကဒိုဂျာရဲ့ခါကိုတင်းတင်းကြပ်ကြပ်ပြေးဖက်လိုက်ပါတယ်အဲဒီနောက်ဆာကငါတို့လမ်းဆုံးပြီးထင်တယ်လို့ထပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ယထာလမ်းကြောင်းရဲ့အဆုံးမှာအလင်းအောင်တစ်ခုကိုလှမ်းမြင်လိုက်ရလို့ပါပဲဒီလိုနဲ့ဆက်သွားရင်ဒိုဂျာကငါတို့အဖေကအခုချိန်မှာတိုက်ခိုက်ဖို့အစဉ်သင့်မဖြစ်သေးဘူးငါတို့ဒီအတိုင်းရှိကိုဆက်သွားလို့ဖြစ်ပါမလားလို့စိတ်ပူနေတဲ့အချိန်မှာပဲယူတင်အမောင်တွေကနေမင်းတို့ကဘယ်သူတွေလဲဆိုတဲ့အတန်တန်ကြီးထွက်ပေါ်လာတာကြောင့်အားလုံးတုန်လို့သွားခဲ့ကြပါတယ်ယထာလမ်းမပေါ်မှာဓာတ်တချမ်းကိုကင်ထားတဲ့လူလေးတစ်ခုမန်းတဲ့ရက်နေတာကိုတွေ့လိုက်ရပါတယ်ဒီအမဲအကွင်းကငါတို့ပိုင်တာဆိုတာမင်းတို့မသိကြဘူးလားဆိုပြီးအဲ့ဒီမိန်းကလေးကဓာတ်ကိုမြောက်ပါချင်းချောင်းလိုက်ပါဒိုဂျာနဲ့ဆန်ကသူမကဆိုပြီးစတဲ့မှတ်မိသွားခဲ့ပါတယ်သူမကထေပေါ်အမျိုးသမီးအထက်တန်းကျောင်းရဲ့တူဒီတော့အသက်ရှင်ကျန်းသူလီဂျီဟဲဖြစ်ပါတယ်သူမရဲ့နာမည်ကိုခေါ်လိုက်တာကြောင့်သူမိန်းကလေးကအံ့ဩတုန်လို့သွားခဲ့ရပါတယ်အဲ့ဒီနောက်ဂျီဟဲကလက်ထဲမှာတောက်ပနေတဲ့ကြောက်တုံးကိုမြင်သွားပြီးနင်တို့မိစ္ဆာဝိညာဉ်တွေကိုအနိုင်ယူပြီးမှဒီကိုရောက်လာတာပေါ့လေသူမေးလိုက်တဲ့အချိန်မှာပဲဒိုဂျာကသူမကဘယ်သူလဲဆိုတာကိုချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်အကြောင်းရင်းကတော့သူမဟာဝိတုရဲ့အဓိကဇလန်းတွေကတယောက်ဖြစ်နေတာကြောင့်ပါပဲဂျီဟဲကတော့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆရာတယောက်ပဲဝိညာဉ်မိစ္ဆာတွေကိုနှိမ်နှင်းပြီးကြည့်တာမဟုတ်ဘူးလားဆိုပြီးဘယုံတန်အောင်ဖြစ်သွားခဲ့ရပါတယ်ဒိုဂျာကသူမရဲ့ state ကိုကြည့်ကသူမရဲ့ပံ့ပိုးသူကရီတက်စစ်နဲ့ဖျားဖြစ်နေတုံးပဲလို့တွေးနေတဲ့အချိန်မှာပဲခြေတရာအဖွဲ့နှစ်ခုကမိစ္ဆာ message တွေထွက်လာခဲ့ပါတယ်သူမဟာတေပုံအမျိုးသမီးအထက်တန်းကျောင်းရဲ့ဒုတိယနှစ်ကျောင်းသူရီတက်ပုံချုပ်လီဂျီဟဲပဲဖြစ်ပါတယ်ဗျလီဂျီဟဲကငါးနောက်ကိုလိုက်ခဲ့ကြဆရာကြီးကငါခေါ်သွားပြီးမယ်လို့ပြောကအရှိကနေလမ်းပြခေါ်ဆောင်သွားခဲ့ပါတယ်ဒိုဂျာရဲ့အဖွဲ့သားတွေကလီဂျီဟဲရဲ့နောက်ကနေငြိမ်သက်စွာလိုက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာအဓိကဇလန်နဲ့တွစ်ဆုံချင်းဆိုတဲ့ message ကြီးပေါ်လာတာအဓိကဇလန်နဲ့တွစ်ဆုံချင်းပြီးမြောက်သွားပါပြီဆိုတဲ့အကြောင်းကြားတာနဲ့အတူစူကြီးကွယ်တွေကိုစတင်တွက်ချက်နေခဲ့ပါတယ်ဒိုဂျာနဲ့အဖွဲ့သားတွေကလီဂျီဟဲရဲ့လမ်းပြမှုနဲ့တူချုံမူလိုမြောက်ဘူတာစီကိုရှောက်လန်းလာခဲ့ကြပါတယ်ဒိုအချိန်မှာပဲတင်ဒီချုံမူလိုဘူတာအတွင်းတို့ရောက်ရှိလာခဲ့ပါပြီဆိုတဲ့စနစ်စာသားတွေထပ်ပေါ်လာခဲ့ပါတယ်အဲ့ဒီချိန်မှာဓာတ်ရိုက်ထုတ်လုပ်နေတဲ့ဒိုကဘီ channel များလာတဲ့ message တွေတက်လာတာကြောင့်ဒိုဂျာခုဇလန်ကအရင်ထပ်ပို့ပြီးကြီးလာတာကြောင့်ဒိုကဘီ channel တွေလည်းအများများနေတာပဲဒီအောင်အတွက်တော့နည်းနည်းခက်ခဲလိမ့်မယ်လို့စိတ်ထဲကနေတွေးနေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတက်တရားများအဓိကဇလန်စတင်ပြင်ဆင်နေကြပါဘူးဘူလာတွေကလူတက်ကဟေးဆာမူတိုင်းမှာလေလူတစ်တွေခေါ်လာလားလို့မေးလိုက်တဲ့အခါဂျီဟဲကအေးလို့တူတူတုတ်ပြန်ဖြေလိုက်တော့ဒိုဂျာကဆာမူရိုင်းဟုတ်လားဂျီဟဲရဲ့ပံ့ပိုးသူကဘယ်သူလဲဆိုတာသူတို့သိသွားရင်အဲ့ဒီလိုခေါ်ပြီးလို့နောင်နာရသွားလိမ့်မယ်လို့တွေးနေလိုက်ပါတယ်ဂျီဟဲကထိုသူတွေကိုကြည့်ပြီးနင်တို့တွေအရက်တောက်နေပြန်ပြီလားလို့မေးလိုက်တဲ့အချိန်မှာထိုသူတွေကဟာကဘာကြီးပြတ်သွားတဲ့အချိန်မှာတောက်တာကလွဲလို့တခြားဘာလို့ဆရာရှိအောင်မလဲလို့ဂျီမောကပြန်ပြောလိုက်ပါတယ်အနားမှာရှိတဲ့တခြားအရက်သမားတွေကလည်းမင်းရဲ့တငယ်ချင်းတွေကတုံကူတက္ကသိုလ်ဘူလာဘက်ကနေလာကြတာလားအထင်ကြီးစရာပဲလမ်းမှာကွိုင်းနေတော်တော်များများရခဲ့ကြမှာပဲလို့မနာလိုတဲ့မျက်နှာပေးနဲ့ပြောဆိုကဒီသမားကစားကိုကြည့်တာမြန်မာလေးနာမည်ဘယ်လိုခေါ်လဲငါတိတဲ့ဈေးတက်တာအခန်းတစ်ခုရှိတယ်လူချင်းလားဆိုပြီးမေးလိုက်တဲ့အခါစားကရှင်အခန်းဟုတ်လားဆိုပြီးအံ့ဩနေချင်းအဲ့ဒီအရက်သမားကသူကြားအဖွဲ့ကိုကြည့်ပြီးဟာဒီနေရာကစီးမင်းတွေကိုမင်းတို့မသိသေးဘူးမဟုတ်လားဒီမှာကြည့်လိုက်ဆိုပြီးရန်စားဖို့ပြန်လိုက်တဲ့ချိန်မှာပဲသူတစ်တွေကိုမနှောက်ယှက်နဲ့တော့အပေါ်တက်ကိုတက်သွားကြတော့ဆိုပြီးဂျီဟက်ကပြောလိုက်ပေမဲ့အရက်သမားတွေကသူတို့လည်းတနေ့နေ့တော့တိလာရမှာပဲလေငါတို့လည်းဝမ်းစာအတွက်လုံးနေရတာပဲဆိုပြီးပြန်ပြောလိုက်ပေမဲ့လေဘိန်းသားကိုရောက်ရှိလာတဲ့ဓာတ်သွားကြောင့်ထိတ်လက်တုံလို့သွားခဲ့ရပြီးဂျီဟက်လီကဓာတ်ကိုကင်ပေါ်ထားရင်မင်းတို့ရဲ့အသက်ကိုနှမျောရင်ငြိမ်ငြိမ်နေတာပိုကောင်းလိမ့်မယ်ဆိုပြီးအေးဆက်ဆက်လေးတန်းနဲ့ချင်းချောက်လိုက်ပါထို့နောက်ဂျီဟက်ကလက်ထွက်သွားရင်ငါလမ်းပြရမ်းပဲတောင်းပြီးဒီကားစားပြီးမင်းတို့ဘာသာသွားကြတော့ငါကလေးချင်းမလုပ်ချင်ဘူးလို့ပြောလိုက်တာကြောင့်ဒိုဂျာကနည်းနည်းတော့ရင်ကြီးပြရင်တေတော့မှမလို့လားဆိုပြီးစိတ်ထဲကနေစကားနာထိုးလိုက်ပါဂျီဟက်လီထွက်ခေါ်သွားဖို့ပြင်နေတဲ့ချိန်မှာပဲဒိုဂျာကကျူချင်းဟော့လေဒီမှာပဲရှိနေတယ်မလားဆိုပြီးရုတ်တရက်လက်မေးလိုက်တဲ့အခါဂျီဟက်လီရဲ့ခြေရမ်းနဲ့ရုတ်တရက်ရက်တက်သွားခဲ့ပါကျူချင်းဟော့ဆိုတဲ့နာမည်ကိုကြားလိုက်ရတဲ့အချိန်မှာဂျီဟက်လီရဲ့မျက်လုံးတွေကရုတ်တရက်ထိတ်လန့်သွားခဲ့ပြီးချက်ချင်းပဲလှည့်ကြည့်ပြီးဒိုဂျာကိုတန်တရားပြင်းနဲ့စိုက်ကြည့်နေတယ်လို့ဒိုဂျာကလည်းအေးအေးဆေးဆေးပြန်စိုက်ကြည့်နေခဲ့ပါဂျီဟက်လီကဓာယူကိုတင်းတင်းဆုပ်ကိုင်းမင်းကဘာတူလဲလို့မေးလိုက်တော့ဒိုဂျာကကြည့်ရတာယူချင်းဟော့ကသူနဲ့အဆင်ပြေအောင်စီယုံထားပြီးနဲ့တူတယ်လူတွေးလိုက်မိပါဒိုဂျာကရေတက်စစ်နဲ့ဖျားလို့ခြေတရာရလာတဲ့သူကိုရှာရတာမလွယ်ဘူးလေငါဒါသူ့နေရာမှာဆိုရင်လေဒီနေရာကိုရောက်လာတာနဲ့သူ့ကိုချက်ချင်းလာရှာမှာပဲလို့တွေးငါကအသက်ရှင်လျက်ပြန်လာခဲ့တဲ့ယူချင်းဟော့ရဲ့
အပေါင်းပါပဲလို့ဖြေလိုက်တော့ဂျီဟဲကြီးကအပေါင်းပါဟုတ်လားငါမယုံဘူးလို့ညင်းလိုက်တဲ့အခါတိုဂျာကသူ့ကိုအဲ့ဒီအတိုင်းတွားပြောလိုက်ရင်ငါဘယ်လိုလဲဆိုတာသူချက်ချင်းသိသွားလိမ့်မယ်သူအခုဗမာလဲလို့မေးလိုက်တော့ဂျီဟဲကဆရာအခုဒီမှာမရှိဘူးလို့ပြန်ဖြေလိုက်ပါတယ်တိုဂျာကဆရာလို့ခေါ်တယ်ဟုတ်လားယူဂျင်ကမင်းဒီကလေးကိုဘာလို့လှုပ်ထားတာလဲဆိုပြီးစိတ်ထဲကနေအံ့ဩသွားခဲ့ပါတိုဂျာကအစိုးရတဲ့အမှုရနဲ့အဲ့ဒါမကောင်းတော့ဘူးငါတူးတပေးတဲ့တရင်တချို့ရှိတယ်လို့ပြောလိုက်တဲ့အခါတိုဂျာရဲ့စကားကြောင့်ဂျီဟဲလီရဲ့မျက်နှာမှာတစုံတစ်ခုကိုစဉ်းစားမိလိုက်ပြီးဘေးနားကကောင်လေးတယောက်ကိုဟဲ့ကောင်လေးလူလန်းခေါ်ကသူ့ကိုတရားကြည့်လာပြီးငါဆရာကိုတွားတွေးလိုက်အောင်မယ်လို့အမိန့်ပေးလိုက်ပါဒီကောင်လေးကတူတူကဘသူတွေမို့လို့လဲလို့မေးလိုက်တဲ့အခါဂျီဟဲကငါလည်းတရားမသိဘူးဆရာရဲ့အပေါင်းပါတွေလို့ပြောတာပဲလို့ဆိုပြီးပြန်ပြောလိုက်တော့အဲ့ဒီစကားကိုကြားလိုက်ရတဲ့ကောင်လေးကအထင်ကြီးလေးစားတဲ့ပုံစံနဲ့တိုဂျာတို့ဘက်ကိုမျက်လုံးအဝိုင်းသားနဲ့လှည့်ကြည့်တာမင်းတို့ကအပေါ်ယူချင်ဟောရဲ့အပေါင်းပါဟုတ်လားဆိုပြီးထိတ်လို့ချားစွာနဲ့မေးလိုက်ပါတိုဂျာကအလွန်ရင်းနှီးလိုက်တဲ့မျက်နှာပေးနဲ့အရန်ကိုခင်ရတဲ့တငယ်ချင်းအရင်ကြီးတွေပေါ့ဆိုပြီးပြန်ပြေးလိုက်ပါတယ်အဲ့ဒီလိုနဲ့အကိုယူချင်ဟောကကျွန်တော်တို့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာတာပဲဆိုပြီးဖြစ်ချောင်းကုံစင်ကိုပြောပြနေတာကိုတိုဂျာကတန်းနေတဲ့အချိန်မှာမင်းငါပြောတာတွေနားထောင်နေရလားလို့ပြန်မေးလိုက်တော့တိုဂျာကအင်းငါနားထောင်နေပါတယ်လွန်ခဲ့တဲ့3ရက်ကယူချင်ဟောပေါ်လာပြီးမင်းနဲ့ဂျီဟဲကိုမွန်စတာတွေစီကနေကာဝယ်ပေးခဲ့တယ်ဒီကအကြောင်းရင်းကဒါပဲမလားလို့ပြန်ပြီးချုံလိုက်ပါတယ်တိုဂျာကသူလည်းဂျီဟဲလီလိုပဲယူချင်ဟောရဲ့နောက်တစ်တစ်ဖြစ်နေတာပဲအဲ့ဒီစိတ်တဆအကောင်ကြောင့်ငါမစိတ်ဝင်စားတာလို့တွေးလိုက်ပါတယ်ကောင်းလေးကအင်းအဲ့ဒီလိုဆိုပြန်ရင်လည်းအရန်ကြီးလည်းမရှုပ်ထွေးပါဘူးလို့ပြောနေတဲ့အချိန်မှာတိုဂျာကဒီကောင်းလေးမသိတာတခုကယူချင်ဟောကသူ့ကိုကယ်ပေးခဲ့တာမဟုတ်ဘူးအဲ့ဒီချိန်ကဂျီဟဲရဲ့ဘေးရင်ကရှိနေတာကြောင့်ကံကောင်းပြီးပါလာလားဆိုပြီးစိတ်ထဲကနေတွေးလိုက်ပါတယ်ဒီကြားလဲကျောင်းဆောင်ကဒီမှာအစားတောက်တယ်ဘယ်လိုများစီစဉ်ကြလဲဆိုပြီးဝင်မေးလိုက်တဲ့အချိန်မှာတော့ကောင်းလေးကပြောရရင်တော့နည်းနည်းတော့ရှက်စရာကောင်းပေမဲ့ဒီမှာရှိတဲ့လူတော်များများကအစားတောက်တွေတန်ဖိုးပေးဖို့ဂျီဟဲကိုပဲအမိခိုရပါတယ်ဂျီဟဲကမိစ္ဆာတွေကိုအမဲလိုက်ပြီးရင်အဲ့ဒါတွေကိုချက်ပြောက်ပေးဖို့ဦးကျင်ဟော့ကိုတောင်းဆိုလေးရှိတယ်လို့ပြန်လဲရှင်းပြလိုက်ပြီးဆောင်ထဲမှာလိုက်မှတ်နေတဲ့ဟျွန်ဆောင်ကိုတိုဂျာကမင်းအဲ့ဒါကြီးကိုတော့လိုက်မှတ်နေစရာမလိုဘူးဆိုပြီးစိတ်ထဲကနေပြောနေပါတယ်ဒါဆိုတောက်ရီခေါ်လို့ဟျွန်ဆောင်ကထပ်မေးလိုက်တော့ကောင်းလေးကရီကိုတော့အင်ရှင်မာမေအဖွဲနဲ့အစားတောက်ကွိုင်တွေလဲပြီးယူကြတာပါလို့ပြန်ပြေလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့တိုဂျာကအင်ရှင်မာမေဟုတ်လားဆိုပြီးစိတ်ဝင်စားတာခဲ့ပါတယ်တိုဂျာကဒါကတော့စိတ်ဝင်စားဖို့ကောင်းသားလို့စိတ်ထဲကနေတွေးနေတဲ့အချိန်မှာပဲလူတွေသူရောက်ရှိလာပြီးဟဲ့ကောင်လေးစောစောကအစ်စ်တွေမှာအခန်းလာရှာတာလားလို့မေးလိုက်တာကြောင့်ယွန်ကီကအော်အားနာလိုက်တာသူတို့ကအပေါ်တက်ကအင်တာကိုတုံးလို့ခဏလာတာပါလို့ပြန်ပြောလိုက်တော့အဲ့ဒီလူတွေကနှမျောစရာပဲဒါပေမဲ့အပေါ်တက်မှာတတိတော့ထားကြနော်လို့တတိပေးလိုက်ပါတယ်တိုဂျာကဂျုံမူလိုအင်ရှင်မဟာမိတ်ဆိုတာဝိတုတဲမှာဖတ်ဘူးလို့ငါကောင်းကောင်းသိနေတာဂျုံမူလိုတစ်ခုလုံးကိုတင်းချုပ်ထားတဲ့သူတို့ရဲ့ခေါင်းဆောင်ကမကောင်းဆိုးပါ10ယောက်ထဲက1ယောက်ဖြစ်ရမယ်လို့တုံးတက်လိုက်ပါလမ်းလျှောက်လာရင်ဆန်ကသူတို့ဘာလို့အခန်းဆိုတာကိုခဏခဏပြောနေကြတာလဲဘာကိုပြောချင်တာလဲလို့မေးလိုက်တော့တိုဂျာကသူတို့ကအင်ရှင်တွေလေအခန်းဆိုတာကတော့အကျိုးရှိဆုံးပြောရင်တော့ဟိုမှာမြင်နေရတဲ့ဟာပဲလို့ပြောလိုက်တော့ဆန်ကအဲ့ဒါဘာကြီးလဲပြီးတော့အဲ့ဒီလူတွေကဘာလို့တိုက်ခိုက်နေကြတာလဲလို့မေးလိုက်ရတိုဂျာကဇလန်ရအဲ့ဒါကိုခွင်းစုံလို့ခေါ်တယ်ဒါပေမဲ့ဒီနေရာမှာတော့အဲ့ဒါကိုအခန်းလို့ခေါ်ကြတာပဲဒီဘုံကခဏနေခင်ဗျားတို့တဲ့အဲ့ဒီအကြောင်းကိုတေချာသိရလိမ့်မယ်လို့ပြောလိုက်ပါတယ်တိုဂျာကဒါဆိုမြေရောက်တစ်ထပ်ကနေ3ထပ်အထိနေရာအားလုံးကိုအင်ရှင်မဟာမိတ်ကပဲစိုးမိုးထားတာဘောလို့မေးလိုက်တော့ယွန်ကီကတခြားဖွဲ့လည်းရှိပေမဲ့အဓိကလဘာကြီးအုပ်ထားတာကတော့အင်ရှင်မဟာမိတ်အဖွဲ့ပဲလို့ပြန်ဖြေလိုက်ပါတယ်တိုဂျာကယူဂျင်ဟော့ကဒီကိစ္စကိုဘာမှဝင်ပါဘူးလားသူမင်းတို့ကိုကယ်ခဲ့တာမဟုတ်ဘူးလားလို့မေးလိုက်တော့ယွန်ကီကအင်းဘယ်လိုပြောရမလဲသူကငါတို့ဘာသာငါတို့ရုပ်ကန်ချဖို့ပဲပြောခဲ့တာပါလို့ဖြေလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့တိုဂျာကအင်းယူဂျင်ဟော့ရဲ့ပုံစံအတိုင်းပါပဲသူကဒီလိုလူတွေကိုနောက်လိုက်လို့ဖို့ဘယ်တော့မှခေါ်ပါမဟုတ်ဘူးဒီလူတွေကပဲသူ့ရဲ့စားကြီးမှုကိုအားကိုးခြင်းလို့သူ့နောက်ကိုလိုက်ခဲ့ကြတာဖြစ်မယ်လို့တွေးလိုက်ပြီးတိုဂျာကယူဂျင်ဟော့လုပ်နေတာတွေကအရင်ကလုပ်နေတဲ့ပုံစံမျိုးမဟုတ်ဘူးအခုသူ့ရဲ့တတိယအချိန်ကနည်းနည်းကွဲပြားနေတယ်ဒီတစ်ချိန်မှာသူဘာတွေပြောင်းလဲလုပ်နေလဲဆိုတာကိုငါတေချာစုံစမ်းရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆန်ကဟိုမှာဘာလို့လူတွေအများကြီးစုနေကြတာလဲလို့မေးလိုက်တော့ယွန်ကီကအိမ်သာကအဲ့ဒီလူတွေရဲ့အနောက်မှာရှိတာပါလို့ပြန်ပြောလိုက်ပါတယ်လူကြီးကတော့အထဲကိုဝင်သွားဖို့တောင်းနေပြီးနောက်မှကွိုင်နေရှာပြီးပေးပါမယ်လို့တောင်းဆိုနေကြရှာပါတယ်ဘဝမှာစောင့်နေတဲ့လူတွေကတော့အနောက်ကိုဆုတ်ကြစမ်းဆိုပြီးမောင်းထုတ်နေကြပါတယ်တိုဂျာကမကောင်းဆိုးပါ10ကောင်အဖွဲ့ဝင်တွေလည်းဒီမှာရှိနေမယ်လို့ငါခံစားနေရတယ်ဒါပေမဲ့အားလုံးကရုပ်ရှင်းတူနေတော့ခွဲရခတ်တယ်လို့တွေးနေတော့မှပဲဒီအောင်ကလူအုပ်ထဲကိုပြောင်းကနေပြေးဝင်သွားခဲ့ပါတယ်အဲ့ဒါကိုမြင်လိုက်ရတော့တိုဂျာကဒီအောင်ခဏဆောက်အောင်လို့လမ်းခေါ်နေတဲ့အချိန်မှာပဲဒီအောင်ကအိမ်သာဆိုပြီးပြေးသွားရင်လူတယောက်နဲ့တိုက်မိကအရှိန်လုံးပြီးသူများပိုင်တဲ့ထဲကိုလိမ့်ကျသွားခဲ့ပါတယ်ဘေးပတ်ဝန်းကျင်ကလူတွေကဟမ်ဆိုပြီးအော်တကြီးနဲ့ဝိုင်းကြည့်နေကြပြီးအဲ့ဒီအချိန်မှာပဲအစိမ်းအောင်စီးကနေရုတ်တရက်အနီအောင်ပြောင်းသွားပြီးဒီအောင်တွေသူများပိုင်တဲ့အတွင်းကိုကျူးကျော်ဝင်ရောက်သွားပါပြီဆိုတဲ့စနစ်တတိပေးချက်တွေပေါ်လာခဲ့ပါတယ်စီဆောင်သူတွေကအဲ့ဒီကောင်တွေကဘယ်သူလဲဆိုပြီးစတဲ့တတိထားမိသွားရပါတယ်ဘေးနားကလူတွေကမကောင်းတော့ဘူးအားလုံးအနောက်ကိုမြင်မြန်ပြန်ဆုတ်ကြဆိုပြီးထိတ်လန့်ကြနဲ့အနောက်ကိုဆုတ်သွားကြပါတယ်စီဆောင်နေတဲ့အမျိုးသားကမင်းလမ်းမဝင်လာတာပဲမင်းအခုဘယ်နေရာရောက်နေလဲဆိုတာသိရလားလို့မေးလိုက်တော့ဒီအောင်ကဒါအိမ်သာတွားရတဲ့လမ်းမဟုတ်ဘူးလားလို့ပြန်မေးလိုက်ပါတယ်ဒါပေမဲ့အမျိုးသားကအိမ်သာဟုတ်လားအရင်ကတော့ဟုတ်ခဲ့တာဘောလို့ပြုံးစီးစီးနဲ့ပြန်ဖြေလိုက်ပါတယ်အဲဒီနောက်မှာကြံရင်ခဲ့တဲ့သူချာနဲ့ဆန်ရတို့လည်းအော်တဲ့တော့ခဲ့ကြရပြီအမျိုးသားကဒါပေမဲ့ဒီမှာကြည်စမ်းကောင်းလေမင်းရဲ့မိဘတွေကရောဘယ်မှလဲလို့မေးလိုက်ပါတယ်အမျိုးသားကဒီဟောရဲ့ခေါင်းကိုကန်ရင်သူများရဲ့ပိုင်တက်ကိုမကျူးကျော်ရဘူးလို့မင်းရဲ့မိဘတွေကမတင်ပေးတာဘူးလားလို့ထပ်မေးလိုက်ပါတယ်ဆက်လက်ပြီးအမျိုးသားကကြည့်ရတာမင်းဘာမှမသိသေးတဲ့ပုံပဲဒါကြောင့်ငါပဲမင်းကိုအရေးပါတဲ့ဘဝတင်ခဲ့တာတခုပေးရတာဘောလို့ပြောလိုက်တဲ့အချိန်မှာပဲအော်တိုဆက်တနတ်တွေကစတင်အလုံးလုံးလာပြီးဒီရောင်းစီကိုဆက်တနတ်ပြောင်းတွေချိန်ရွယ်လိုက်ကြပါတော့တယ်အဲ့ဒီအချိန်မှာဆက်ကောင်ဖီတုံဖူရ
ရဲ့ stick မှာစစ်အခြေစိုက်စကန် level 3စတဲ့အသက်ဝင်လာပြီးဒီရောက်မှုပပက်လက်ကန်နဲ့ဆက်တနက်တွေကချိန်ထားပြီးကျူးကျော်ဝင်ရောက်မှုအတွက် coin 900တောင်းဆိုနေပြီးအပေးချေပါကဆက်တနက်အားလုံးစတင်ပစ်ခတ်ပါမည်ဆိုတဲ့ချင်းချောက်စာတွေဇက်တိုက်ထွက်ပေါ်လာပါတယ်မျိုးသားကလက်ကိုဖြတ်ရင်ဟိတ်ကောင်လေးမင်းမရှိတဲ့ coin တွေအကုန်လုံးပေးစမ်းဆိုပြီးတော့ချင်းချောက်လိုက်ပါတော့တယ်ဗျ